Dudiyampi Dhammandaranang Gesami Dudiyampi Tanggandaranang Gesami Dudiyampi Bodhasaranang Gesami Dudiyampi Dhammandaranang Gesami Dudiyampi Tanggandaranang Gesami Tadiyampi Bodhasaranang Gesami Tadiyampi Dhammandaranang Gesami Tadiyampi Tanggandaranang Gesami Tadiyampi Bodhasaranang Gesami Tadiyampi Dhammandaranang Gesami Tadiyampi Tanggandaranang Gesami Tidarana Dilan Paribona Panadi Bada Viramani Dega Badam Namadiyami Adenadana Viramani Dega Badam Namadiyami Kame Dume Zazara Viramani Dega Badam Namadiyami Mudawada Viramani Dega Badam Namadiyami Tura Meraya Meza Bamada Dhana Viramani Dega Badam Namadiyami Dada Wana Long Bia Biang Uduragang Bang No Tong Medan Duragang Dodi Divida Tambadi Dayakena Luna Naiban Dong Nando Chanda Gubida Swadhado Tidaranena Bebe Jidaji Beda Tong Maasong Yataran Nagone Dahadagawam Mensenga Dhamanagara Engangara Nimbizona Mudo Ariya Dana Ariya Bhagwa Boundodi Adane Lele Yudaga Chikamyano Nida Ado Dila Enganga Bashido Dilara Miyago Abamadena Mame Malayo Mabo Mazado Dadideya Pien Tamba Deta Kangwa Madwe Bizong Adonanya Bazigong Dadi Belum. Cina kena cina, balik cina kena cina. Kena, kalau susah kena cina kena balik. Ada hujan pihak siku minta bumi mabio. Pihak siku. Halon dia mohin dia manahin dia ho banshim pido Tong loka tuda tabe nyu piyago namo dada tong jim phin Shiko kro jaya angke alon la oti Namo dada bhagavato arahato Dhammatam Buddhata Namo dada bhagavato arahato Dhammatam Buddhata Namo dada bhagavato arahato Dhammatam Buddhata Phaya Shuko Biye Metta Pujaya Goyenga Dakao Dan Bibame Koworu Bhawaru Uru Dararu Ganakao Sujava Cô Say Nạp Giang Bế Giang Quang Chán Đà Gia Bà Di
ကိုစီတောင်းရွှင်ပြုံးကြပါစေမြေတာရေဆံကိုစီဖြံအေးချမ်းကြပါစေမြေတာရန်သူဒေါသမှုအပူကင်းပါစေခန္ဒီဤယံဒေါသမတွန်းလှန်နိုင်ပါစေခန္ဒီနှလုံးအစင်သုံးရွှင်ပြုံးကြပါစေဒုမြေတာစွမ်းကပါလွမ်းငြိမ်းချမ်းကြပါစေတရားလုံးသာဓုခေါ်တာဓုအာဓုအာဓု ဘုံတော်လုံးဆရာတော်ကြောင့်ပြောလို့မှာဘုံကြီးကလေးကို အားလုံးဘိုးဘိုးတို့ဘဘတို့အားလုံးမင်္ဂလာပါဘိုးဘိုးတို့ဘဘတို့နဲ့ကိုရင်နဲ့အတိတ်ကပဋ္ဌာန်းဆိုင်ရှိလို့ရေဆိုင်ရှိလို့ဆောင်ရကြုံရတာဝမ်းသာပါတယ်ကိုရင်ကလည်းပဲအခုလိုကိုဘိုးဘိုးဘဘတွေကိုတရားနဲ့ပြန်ပြီးတော့ကျေးဇူးဆက်ရတာဝမ်းသာပါတယ်ဒီကနေ့တိရိမင်္ဂလာကြောင့်ဆရာတော်ဘုရားကြီးဤဘုံရိပ်ခံရိပ်မေတ္တာရိပ်ကိုခိုးလုံးကဟောကြားအပ်တော်တရားတော်ရဲ့အမည်ကနောင်တတတ္တိကြမြတ်ရေပြောပါတယ်လေနောင်တတတ္တိကြမြတ်ရေအရာရနဲ့ဒီနေရာမှာဘိုးဘိုးဦးတင်ရှင်ဒုထရှင်ကုမ္ပဏီမိသားစုမှ300ကျပ်လူရမ်းပါတယ်ဦးမင်းဦးတော်ဆိုးကျုံမော်မိသားစုမြင့်မရ7သိန်းချမ်းဦးရအေတော်ဆိုးကျိုးလိုက်မိသားစု7သိန်းချမ်းကိုနိုင်ငယ်မတ်တောက်မိသားစုမြို့တစ်4ရက်6သိန်းချမ်းယနေ့ညတရားပွဲနိုင်ဟောကြားအပ်တော်တရားတော်ရဲ့အမည်ကပါတယ်လေနောင်တတတ္တိကြမြတ်ရေဒီကနေ့ခဘိုးဦးတင်ရှင်ခဘိုးဦးတင်အောင်ခဘိုးဦးစိုးပိုင်တို့ဤကျေးဇူးကြောင့်ကိုရင်ဒီကိုရောက်လာတာပါအခုလိုမျိုးဆောင်ရကြောင်ရတာဒီလည်းပဲဘိုးဘိုးတို့ဝါပါတို့ကိုရင်တို့ကရှမ်းသူလားမိသားစုတွေလားမိသားစုတွေရတာနဲ့ဘိုးဘိုးဦးတင်ရှင်ဘိုးဘိုးဦးတင်အောင်ဘိုးဘိုးဦးစိုးပိုင်တို့ဤကျေးဇူးကြောင့်ကိုရင်အခုလိုမျိုးဒီကိုရောက်လာတာပါ
အားလုံးကမိသားစုတွေပါပဲပြောပါရပါလေအေးအားရနဲ့တရားမဟောခင်အရင်ဆုံးဝိပဿနာလင်္ကာလေးကိုအရင်ဆုံးတိုင်းမေလိုက်ဆိုအချိန်တိုင်းမှာငါခန္ဓာအိုရာစီတို့သွားနေသည်မအိုသေးခင်ငါကြိုတင်ပြင်ဆင်ထားမှတော်တော်မီအချိန်တိုင်းမှာငါခန္ဓာနာယာစီတို့သွားနေသည်မနာသေးခင်ငါကြိုတင်ပြင်ဆင်ထားမှတော်တော်မီအချိန်တိုင်းမှာငါခန္ဓာသေယာစီတို့သွားနေသည်မသေးသေးခင်ငါကြိုတင်ပြင်ဆင်ထားမှတော်တော်မီဘဝရဘဘာတို့ကိုရင်တို့အခုရတာတဲ့ခန္ဓာသည်နေရမယ့်ခန္ဓာလားတရားမယ့်ခန္ဓာလားတနေ့တနေ့ဘယ်ကိုသွားနေတာပါလဲကိုရာစီကိုနာယာစီကိုတရားစီတို့သွားနေတယ်အေးရတာနဲ့မိုးခင်မနာခင်မသိခင်လေးမှာချိုးတင်ပြီးတော့ကုသိုလ်ကောင်းမှုလေးတွေချိုးတင်ပြင်ဆင်ထားဖို့မလိုဘူးလားမိဘချေစုစာတရားဝဲပြောပါတရားဝဲပါလေတရားရနဲ့မောခင်မနာခင်မသိခင်လေးမှလည်းပဲကိုယ့်ရဲ့မိဘကိုချေစုစာဖို့မလိုဘူးလားလိုတဲ့ရတာနဲ့ဒီနေရာမှာဘုရားရှင်ကိုရောမြတ်ကြီးကိုညတကောင်ရဲ့အချိန်မှာနတ်သားတယောက်ကလာလျှောက်တယ်ဘာလာလျှောက်တယ်လဲဆိုလို့ရှိရင်အရှင်ဘုရားတဲ့အလူတွေအများကြီးရှိတဲ့အထဲမှာဘယ်အလူကအမြတ်ဆုံးပါလဲဘုရားလို့လျှောက်တယ်ပြောဘလို့လျှောက်ပါသလဲအရာရနဲ့ကိုယ်လင်္ကာလေးဒါမဲလိုက်ဆိုအလူအမြတ်ရှိတယ်ညာဘယ်အလူကအမြတ်ဆုံးလဲအလူအမြတ်ရှိလေညာဘယ်အလူကအမြတ်ဆုံးလဲတစ်ခါလောက်ဆိုကြည့်ပါဦးဘယ်အားဒီလို့ဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးကဘလို့ပြန်ပြီးတော့မိန်တော်မူတယ်လဲဆိုလို့ရှင်ကလိုက်ဆိုအလူအမြတ်ရှိလေညာတရားအလူကအမြတ်ဆုံးပဲ